နှစ်ဦးသားလိန်ဆက်ဆန်တဲ့အချိန်မှာမိန်းကလေးရဲ့မိန်းမကိုကနေလေထွက်ခြင်းဟာအပြိုမစစ်ဘူးလားစစ်လားဆိုတာကိုကြားဘူးကြပါသလားအထူးနေစဉ်မှာမိန်းမကိုကလေထွက်ခြင်းကို vaginal flatulence လို့ခေါ်ပါတယ်မိန်းမကိုကနေလေထွက်ခြင်းဟာပုံမှန်ဇီဝကာမဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့မိန်းမကိုအတွင်းသို့လေဝင်ပြီးအပြင်ကိုဖိထွက်လာခြင်းကြောင့်ဖြစ်ပါတယ်ဒီထွက်ရတဲ့အကြောင်းအရာများကိုလည်းပြောပြပေးပါမယ်လိန်ဆက်ဆန်စဉ်မှာမိန်းမကိုအတွင်းကိုလေဝင်ခြင်းကြောင့်လေထွက်ပါတယ်အထူးသဖြင့်ဆက်ဆံတဲ့ပုံစံပြောင်းလဲသွားတဲ့အချိန်မှာပိုထွက်တတ်ပါတယ်။တအိမ်ရဲ့အောက်ခံကြောသားများအားနေခြင်းသို့မဟုတ်လှုပ်ရှားမှုနဲ့ခြင်းကြောင့်လည်းလေထွက်နိုင်ပါတယ်။အမျိုးသားရဲ့လိန်တဲ့ခဏခဏဝင်ထွက်မှုကြောင့်လည်းအမျိုးသမီးအင်္ဂါတွေတွင်လေဆုပ်ယူခြင်းဖြစ်ပြီးတော့လေထွက်နိုင်ပါတယ်။အရေးကြီးတဲ့အချက်အနေနဲ့လိန်ဆက်ဆန်စဉ်မိမကိုကလေထွက်ခြင်းဟာပုံမှန်ဖြစ်စဉ်ဖြစ်ပြီးတော့ကျန်းမာရေးပြဿနာမဟုတ်တယ်လို့မျိုးအပြိုစစ်ခြင်းမစစ်ခြင်းနဲ့လည်းမသက်ဆိုင်ပါဘူးနော်။အတူနေစဉ်မိန်းကလေးစီကဒီလိုတိုင်မျိုးထွက်လာရင်လည်းမိန်းကလေးအနေနဲ့ရှက်နေစရာမလိုပါဘူးဒီလိုကိစ္စကိုမကြားဘူးထားရင်ပထမဆုံးချက်ကြခြင်းမှာနှစ်ဦးစလုံးအတွက်ထူးဆန်းနေတတ်ကြပါတယ်ဒါကြောင့်ဘ ഹു တုတအနေနဲ့ share ပေးတာဖြစ်ပါတယ်နှစ်ဦးစလုံးကျမ်းမာပျော်ရွှင်သောလိမ်မှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့လည်း The Moment Island ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဒီလိုအကျိုးရှိတဲ့ကျန်းမာရေးဘ ഹു တုတဗီဒီယိုများကိုကြည့်ချင်ရင် YouTube Channel လေးကို Subscribe ပြုလုပ်ဖို့မမေ့ပါနဲ့နော်ဒီစင်တာတွေကိုလည်း comment မှာမေးထားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်နော်